Okay, hello guys. Welcome back. ဒီနေ့ရဲ့ match of the day ပေါ့နော် match of the day ဆိုဒီနေ့ပွဲမှာတော့ကျွန်တော်တို့အကောင်းဆုံးပွဲပြင်မယ်လို့ထင်တယ် Vitality versus Falcon PH ကျွန်တော်တို့ Vitality 2-1နဲ့နိုင်မယ်လို့ပဲထင်တယ်ဒါပေမဲ့ကျွန်တော် mana တွေအကုန်လုံးကတလွဲတွေပဲဖြစ်နေကျွန်တော် STR ပေးရတဲ့တင်းတွေအကုန်ရှုံးတယ်ကျွန်တော် Team Spirit နဲ့ Vamos နဲ့ပွဲကိုကျွန်တော် Spirit နိုင်မယ်လို့ပြောတာကို Vamos က2-0နဲ့နိုင်တယ်ဆိုတော့ကျွန်တော်ပြောတာလုံးဝဆက်ညင်ပဲဖြစ်နေဆိုတော့အဲ့ဆိုရင်တော့ဟိုပါပဲနိုင်တော့မှထင်တယ်Falcon PH ပဲနိုင်တော့မှထင်တယ်နော်ကျွန်တော်ကအစားတော့ Vitality နိုင်မယ်လို့ထင်တာဒါပေမဲ့ခုတော့အလုံးမထင်တော့ဘူးOoh. Flying Club စညင်ပဲဖြစ်နေလားမသိဘူးเนาะအင်ဒိုကတန့်ကြံလာဆိုပြီးဖိလစ်ပင်းကောင်တွေ assassin ဆော့မလားမသိဘူးအဲ့လိုဖြစ်မလားမသိဘူးOkay, drop his eye. Hi, Eudora in ban. What the fuck? Eudora in ban ဖြစ်တာ Eudora တော်တောင်းရနေရပဲเนาะအဲ့ဆို Eudora ကျွန်တော်တယောက်တည်း I don't know လို့ထင်နေရအကုန်လုံး ban နေရ Eudora ဒီဇူစင်းတွေပါတော့မ ban တော့ဘူး Eudora ကြီးပဲ ban နေကြဘာလို့လဲမသိဘူး Assassin ဆော့ရ I don't know လို့မသိဘူးဇူစင်းလည်း ban တယ် okayအဲ့တော့ဒီ Moreno ရဲ့ power bait ထဲမှာတော့သူဇူစင်းလည်းပါတယ်သူ Sky ပြက်စာ hero တွေ draw ကြတယ် Moreno Okay Marcel Freya ဒါတော့ပုံမှန်ပဲနော်ခုမှတောင်မှမြင်နေရတော့ Marcel Freya ပုံမှန်ပဲ ban ပေးထားပြီကင်မရာနဲ့ရှိတော့လားဟောလင်းမှာ ban လိုက်ပြီနော်အဲ့ဆိုရင်တော့ကျွန်တော်ပြောရဲအကွက်လောက်တော့မှမသိဘူးကျွန်တော်ထင်တော့လင်းကို ban ပြီးတော့ Hera first bit မှာလားမသိဘူးအဲ့ဒါလည်းဖြစ်နိုင်တယ်ကျွန်တော်အဲ့လိုပဲမထင်တာပဲ Hera ကတော့ low တင်တော့တော်တော် OP အထဲမှာပါတယ်ဗျအဓိက Hera ဆော့မယ်ဆိုကျွန်တော်ပြောလို့ပဲ level 4မတိုင်ခင်မှာဟိုဘက်ဂျန်ကလာ level 4မရခင်မှာဟိုဘက် hero တွေ spare down ထားမှာပဲ hero ကေးရဆိုဒါ Hera အရင်တာဝိုင်းပွဲFalcon PH က Hero ပြန် ban လဲရတယ် Hero ban လိုက်ရင်လည်းစိုးလို့မစိုးဟော LS ban တာနော်ဘာလို့ LS က BDI power bait ထဲမှာပါတယ်နော်ဒီ LS ရဲ့ Marcel ဒါ Fin ရဲ့အကြိုက် favorite hero တွေပဲကျွန်တော်တို့ဒါ Hero first bit ပဲဖြစ်မယ်ထင်တယ် Hero first bit ပဲဖြစ်ဖို့များတယ်ပူလိုက်တာအဲကွန်တင်လာအဲကွန်တင်လာဦးမေပူတယ် brother တို့ရေလို့ပူအော်Hero နော်မှန်ထားတဲ့အတိုင်းပဲ Hero မှန်ပဲဒီ Hero နဲ့ရှင်ပြီး match up လို့ကောင်းတဲ့ jungler ထဲမှာဆိုဘာရှိမလဲဆိုတော့ပြောတော့ခက်တယ်ဒီလား Fanny လည်းရှိရရှိ Fanny လည်းစော့ကျင်စော့လို့ရတယ် Harley နဲ့ကြာဘယ်လိုဖြစ်မလဲမသိဘူး Harley နဲ့ကြာတော့နည်းနည်းတော့ခက်မယ်တဲ့ Harley တို့ဘာလို့ဆိုတော့ Hero immune တွေပါဗျာဒီလားအဲ့လိုသူအဒီနဲ့တတ်ဖို့ဆိုတော့တော်တော်လေးခက်ခဲလိမ့်မယ်ဗျ Harley Fanny ပဲကောင်းမှတယ်နော် Fanny က DZ Fanny ဟုတ်လားအုံးဝင်တော့ဘာကျန်တယ် Bellerit တော့ကျန်တယ်ဒီမှာ Bellerit ပဲချင်းပြလို့ရတယ်နော် Bellerit က low တင်မှာ Roma မှာ STR Roma ဖြစ်နေပြီ Flick ကအဲ့ဒီအကွက်တော်တော်လေးစိုးရတဲ့ထဲမှာပါတယ်Bellerit အမှန်ပဲနော် Bellerit ရဲ့ Valentina ရဲ့ oh I see
ကျွန်တော်ထင်တယ် Valentina ကိုဒီနိုင်ပစ်လိုက်တာထင်တယ်ဘာလို့ဆိုဟိုဘက်က Valentina ပါသွားရဲဆိုရင် Valorant ဒီခိုးပြီးပြန်သုံးနေမှာဆိုလို့နည်းနည်းအာရုံနောက်တယ် Selena ဩ Selena Hero အဲ့ကွန်ဘိုကြီးကကျွန်တော်သဘောတော့ကြားရဗျဘာလို့သဘောကြားလဲဆိုတော့ Hero ချုပ်တာနဲ့ Selena ဟာနဲ့ AC ကွန်ဘိုလို့ရတယ်အဲ့တော့ early game မှာ level 2မှာဒါ strong ဖြစ်ဆုံး combination ပဲဗျလောစင်မသိတာဒီ meta မှာ strong ဖြစ်ဆုံး combination လို့ပြောလို့ရတယ်နော် Selena ရဲ့ Hero ဘာလို့လဲဆိုတော့ Selena Hero ကို buff ကူပေးလို့ရတယ်နော် Hero level 2ရရင် Selena နဲ့လိုက်ချလို့ရတယ် Selena အဲ့ Hero ချုပ်ပြီးတော့ Selena များမယ်ရင်တော့အဲ့ကောင်သေဖို့ chance က 90% လောက်ရှိတယ်သေဖို့ chance ကတော်တော်များတယ်မသေရင်တော့မှသွေးကဆုတ်ပြတ်သွားအောင်နော်အဲ့တော့ဒီ BDR hero pick လေးကိုသဘောကျတယ်နော်ကျွန်တော်စောင့်နေတယ်အဲ့ဘယ်သူများစောင့်မလဲအဲ့ Hero နဲ့ Selena နော်မိုက်တယ်အကုန်ပို့အော် Fanny okay Fanny ကတော့ကောင်းပါတယ်ကျွန်တော်တို့ဒီနေရာမှာ Fanny ပဲစောင့်မရမယ်ထင်တယ်ဘာတခြား hero စော့ရဆိုရင်နည်းနည်းနှိမ့်ပါမှာ Hero နဲ့ဆိုတော့သိလား Hero နဲ့ Selena နဲ့ဆိုတခြား hero စော့ရင်နည်းနည်းနှိမ့်ပါမှာအဲ့တော့ Fanny pick ကမိုက်တော့မိုက်တယ်ဆိုတော့မဆိုတော့ Fanny versus Hero matchup ချစ်ကြည့်အောင်Uranus လည်းပြည့်ရတော့များအခု Phobius အောင်ဘူးမှမပစ်ကြတော့နော် Phobius ကဘာလို့မပစ်ကြတော့လဲမသိဘူးPhobius ကလည်းနည်းနည်းဖင်လေးလို့နေမှာပေါ့နော်အဲ့ဒါလည်းပြောလို့ရတယ် Phobius ကလည်းနည်းနည်းဖင်လေးရဲ့အကောင်6ဘန်းလိုက်ပြီနော်6ဘန်းလိုက်တာနော် fan တနိုင် Roma ပဲပိတ်ဘန်းတယ်အကောင်လေး Roma ပဲပိတ်တော့မှထင်တယ်နော်ပေါ်မှာ Roma နှစ်ကောင်ပိတ်ပြီးဆို Roma ဆော့အခက်အောင်လို့ထပ်ပိတ်မှထင်နော် Roma ကဘာဆိုလို့ရသေးလဲဆိုတော့ဒီမှာ Selena နဲ့ combo လို့ကောင်းတဲ့ဟာဆိုဘာစီးလဲဆိုကတော့ရှိရကတော့ Selena ဆောက်လို့ရတယ်နော်ကတော့2နဲ့တောင်းပြီးတော့ Selena များပြစ်တာလုပ်လို့ရတယ်အဓိကတော့အဲ့ mid trio strong လာမပေးနေတာထင်တယ်ဒီလား6နဲ့ဆိုရင်တို့က trio ကအရင် strong သွားလိမ့်မယ်ဗျ6ကဘာလို့လဲဆိုတော့ Selena ကို link ကူရှင်ပေးလို့ရတယ်နော် Selena နဲ့ combo လို့လည်းရတယ် Hero နဲ့ပေါင်းပြီးဖြတ်လည်းရတယ်ဆို6ဘန်းလိုက်တာကောင်းတော့ Brody ဘန်းတယ်နော်Mosso မဘန်းဘူးလို့သူတို့ Brody ဘန်းရကျွန်တော်ထင်တော့ဟိုဖြစ်လို့ထင်တယ်နော် Brody ပေးလိုက်ရင်သူတို့ goal lane မှာရန်နှိမ့်အောင်မှာဆိုလို့ထင်တယ်ဒီလားHero ဆိုရ Hero ကဘယ်လိုမျိုးလဲဆိုတော့သူက level 4မရခင်တည်းကအဲ့လို lane တွေပါဂန်းကြရပြသိလားခဏနေက Vamos ပွဲမှာဆို brother တို့ကြည့်ရလို့သိတယ်မယ်နော်ဒီ level 3မှာ Hero ကတောက်လျှောက် EXP lane တွေ goal lane တွေထိုင်ဂန်းတယ်ဟိုဂန်းတော့ဘာဖြစ်လဲဆိုတော့ဟို level 3ကြောက်အဲ့လိုရန်ကဲဖို့ခက်တယ်ပြသိလား side lane တွေအဲ့ချိန်မှာဂန်း Hero ဂန်းဖို့ရန်လွယ်တယ်အဲ့ချိန်မှာ Hero 1-3ပြီးရင်သူ့ရဲ့ဒီ enhance spell နဲ့ချုပ်ပြီးသက်လာရင်အရန်လွယ်ဘူးပဲပြတ်ရဂန်းရအရန်လွယ်နေ Hero ကအဲ့တော့သူတို့ Brody ဘန်လိုက်တာတော့ဒီ Fanny ပစ်ထားလို့လည်းပါမယ်နောက်တစ်ခုကဘာဖြစ်လို့လဲဆိုတော့ဒီကအဲ့ဒါပဲပေါ့နော် Brody ကအဲ့လို lane မှာထိုင်ထုနေပြီးတော့ Hero ရောက်လာမှာတော့ဘာလို့ဟိုဘက်ကလည်း Harris ပြန်ဘန်တယ်နော် Harris ပြန်ဘန်တယ်ကောင်းတော့ကောင်းမှာ Harris ဘန်ဘာလို့လဲဆိုတော့သူတို့ဘက်က Harris ကိုအဲ့လောက်ကြီး pressure ပေးလို့ရတဲ့ hero မရှိဘူးနော် Selena နဲ့ Hero ကနှစ်ကောင်လုံးကတကယ်တော့ late game မှာ Harris ကိုအဲ့လောက်ကြီးမနိုင်ဘူးဟာဂျီထုနေ Dyrod အိုး Uranus ကိုကောင်းတာဖို့လားဟာလား Dyrod နော် Flatteezy ရဲ့ Dyrod တစ်ချက်ကြည့်ရမယ် guys Dyrod ကပွင့်လည်းပြောမယ်ဆိုရင်တော့အာမဖောက်တာအရင်တော့85%ထိဖောက်ပေးအခုကကျတော့သူက90%လားမသိဘူးအဲ့လောက်ပဲဖောက်ပေးတော့နော်သူ့ရဲ့အာမဖောက်တာ short ပေးထားတယ်ဒါပေမဲ့ဘာဖြစ်လဲဆိုတော့ Dyrod sustain တင်ပေးထားတယ်ဗျအဲ့တော့ Dyrod သွေးတွေပါရန်တက်တယ်ဆိုပေမဲ့by 1မှာတော့ Uranus ကိုနိုင်လိမ့်မယ်ထင်တယ်ဒါပေမဲ့တကယ် team fight မှာ Uranus လောက်တော့ impact များကြမှာများမယ်နော်ချက်တော့စာဖက်ကြည့်လိုက်မယ်နော် Dyrod စာဖက်ကြည့်လိုက်အောင်ကျွန်တော်ချက်ပြန်ကြည့်လို့ Heroes Fighter Dyrod where the fuck is Dyrod where the fuck is Dyrod where the fuck is Dyrod ဘယ်ရောက်လဲ Dyrod ဘယ်ပြောင်းနေလဲ Dyrod မတွေ့ Dyrod armor တော့ 40% အထိပဲ short တော့enhance ဖြစ်တယ်ဆိုရင်တော့60% ထိ short so မစိုးပါဘူး60%ထိ short ရယ်ဆိုတော့Malefic Raw နဲ့တူတူလောက်ပဲနော် Malefic Raw ကလည်းဘယ်လောက်လဲ
Malefic Raw တောင်ပုံများများလို့ဗျာ Malefic Raw ဟိုဟာထိပဲရှော့နော်60ဆိုတူတူပါပဲ60ဆိုတူတူပါပဲဒါမဲ့ Malefic Raw ကဘာဖြစ်လဲဆိုတော့သူ့ရဲ့ base က penetration 30%ပဲပါကျန်တဲ့30%ကျတော့သူက enemy ရဲ့ defense ပုံမှုတည်တယ် defense enemy ကများမှသူက60%နေရောက်တယ်နော်ဒါတော့ကကြောင့်ဒီတိုင်း60%နေရောက်တယ်ဟိုဒါတော့စိုးလို့မစိုးအောင်နော်ပြီးသူတစ်ခါလဲဆိုရင်သူ့ရဲ့သွေး30ရာခိုင်နှုန်းထိတက်တယ်ဗျအဲ့တော့သွေးတော့တော်တော်လေးတက်မှထင်တယ်ဒါတော့ okay တန်လေးနဲ့ပြန်ဖွင့်လိုက်မယ်နော်ကြည့်ကြည့်အောင် brother ဒီပွဲ prediction ကတော့ traffic ကတော့အမှန်ပြောမှဆိုတော့ကျွန်တော် vitality ပဲပို့ကြိုက်တယ်နော်ခုဒါကျွန်တော်ပြောကွက်လုံးနေတွေ့လား brother မှာ Selena hero က bat မြန်ကူမယ်ပင်ကြည့်နေ level 2ကျအိမ်နှကောင်တီးတော့မှာကြည့်နေ hero ဆော့ရကောင်တွေကတီးမှာပဲခုဘာလို့လဲဆိုတော့နော် fin ကိုနှောက်ခိုင်းထားတယ် fin ကိုနှောက်ခိုင်းထားတယ်ကားပိုက်စားပတ်စားတော့ level 2ကျလာပြီ hero လာပြီဟဲ့လား hero လာပြီမလာရင်လည်းဟောမချဘူးပေါ့နော် rotation အမြန်ပဲလုပ်တော့မှထင်တယ်နော်မလာမချမှာဘတ်စာအရန်ကွာနေတွေ့လား brother Selena ကူပေးထားရတယ် okay ချတော့မချသေးဘူးပေါ့ချအောင်နော်ဟိုဘက်ကလည်းမချဘူးဘာလို့လဲဆိုတော့မသိတော့ဘူးဗျာကျွန်တော်လည်းချမယ်ထင်တယ်ချပြီနေလာပြီချခုချနိုင်ရင်ချုပ်ပေးလိုက်မယ်နော်ဟိုလွယ်ဝိုင်းများနော်စပိတ်နဲ့လွယ်ဝိုင်းSelena ကတော့အခုချိန်မှာတော့ကျွန်တော်တို့ဘာလုပ်မလဲပဒန်းနဲ့ပေါင်ပြီးနေရှောက်လို့တော့မနော်ဟောဒီ Dairo skin တက်သေးတုံးရတယ် okay လောစင်တော့သူတို့ဟိုvision လာချက်ကွာရနော်ဟုတ်တယ်အုံးဝင်ဘက်လာနောက်ကိုကြိုးစားနေဟုတ်တယ်brother ကျွန်တော်ပြောထားတယ်အေးညာတေးတော့မလွယ်ဘူးနော်တွေ့လား brother တွေ့လား now bazaar နဲ့တွေ့လားသူဟွာနဲ့ပဲစား enhance 1နဲ့ပဲစားတာနော်ကျွန်တော်ရဲ့ဒီ hero guide မကြည့်ရသေးဘူး brother ချက်ကြည့်လိုက်ပါနော်အဲ့ hero မှာကျွန်တော်လည်းပြောထားတယ်သူက bazaar ကကြာအဲ့ scale 1နဲ့စားတာပုံမြန်တယ်ဗျဘာလို့လဲဆိုတော့သူက animation ကအရင်မြန်တယ်ဗျသိလားဒီ2ကြီးကလှဲ့တာကြီးကနည်းနည်းကြာတယ်သိလားအဲ့1နှစ်ချက်ကိုဖတ်အဲ့လိုစားရပူကောင်းတယ်ဒါပေမဲ့အရင်မကွာ okay ဟောကျွန်တော် iman ကိုကန်နေပြီဆိုမှ flicker တစ်ခါခုံတာနော် iman တော့သွေးရောမခံဘူးဗျဘာလို့ဒီချိန်မှာ flicker ပေးရကောင်းလဲဆိုတော့ခုအဲ့လိုမျိုး flicker ပေးလိုက်တော့ဘာဖြစ်လို့သူသွေးမနေတော့ဘူးဗျသိလားသွေးမနေတော့သူ့ဟွာလို့မရတော့ okay တက်တယ်ကတော့ဟိုပြီးသွားပြီနော် vitality ဘက်ကပြီးသွားပြီသူ Selena နဲ့ဆိုတော့သူတက်တယ်လောက်တာမြင်တယ် Selena လည်းကျွန်တော်ထင်တော့ season hunter ယူထားတယ်မှာနော်ဒီအမှန်ဆိုဒီ Dairo နဲ့ဟိုဟာနဲ့က lane ကတော့ Dairo နဲ့ Urena နဲ့ lane ကတော့ကိုမသာသူမသာပဲဖြစ်နေဘာလို့လဲဆိုတော့ကျွန်တော်ထင်တော့ Dairo က hero game မှာကြောက်လို့ထင်တယ်သိလားအဲ့ဒါကြောင့်မလို့သူအရင်မလုပ်တာပေါ့ကျွန်တော်ထင်တော့ Dairo ကDairo ကတိုက်နေတယ်ပဲထဲမှာပဲတိုက်နေတယ်ထဲကြီးဘာလို့မလဲဆိုတော့ funny လာမှပဲသူက Urena ကိုတီးမှာကျန်တဲ့ချိန်ကိုတီးမှာမဟုတ်ဘူးထင်တယ်ကျွန်တော်ထင်တော့အခုလာအခုဆိုတီးရောမှာနော်အကြည့်တေးယူထင်တယ်ဟိုကောင်တော့ show ကန်တော့မသေးဘူးပေါ့ okay ပိုင်းလာရင်တော့ပြောတော့သေးလောက်တယ်နော်လောစင်တော့ Nile တစ်ချက်ကြည့်အောင်နော် Nile ဘာလုံးမလဲ okay အုံးဝင်တွေ့ရယ် okay ပွဲနေပြောမယ်ဆိုတော့ဒါဒီပွဲက vitality ကစိုးလို့မစိုးသူတို့ဆော့တော့မစိုးဆိုမဲ့အော်ရောဘလိုကြီးတော့အုံးဝင် flicker ကြီးနဲ့တခါချုပ်ပြလိုက်ရဟာလားဘာလို့လို့တာအော်flat ကြီးလာနေလို့နော် brother တို့တွေ့လားဦးကြောင်မလို့ဦးပါအောင်တခါ flicker ကြီးနဲ့ပါ flicker အဒီပါသုံးပြတာ Belleric ကဒီတိုင်းရေရိုးဖမ်းတာမဟုတ်ဘူးနော် flicker အဒီနဲ့ဖမ်းပြတာတန်ချင်းလဲမလို့အဲ့လိုတော့တန်တော့တန်ပါဗျာဘာလို့ဆိုတော့ဗဒန်းလဲ flicker ပြန်ပေးရဗျာသိလားဗဒန်းလဲ flicker ပြန်ပေးရရဆိုတော့စိုးမစိုးအောင်တန်နေလို့ပဲပြောအောင်နော်ဒါပေမဲ့ law တွေမှာတော့အခုကဘာဖြစ်နေလဲဆိုတော့ဒီ Fanny နဲ့ Hero matchup မှာဘာဖြစ်နေလဲဆိုတော့ law တွေ Hero ကပို fan တာနည်းနည်းပိုမြန်နေလို့ပဲဗျာသိလားဒီနားရတော်ရတော့လည်းပါပါနော်သူ level ကတော့နည်းနည်းလေးတော့ပူတာတယ်အများကြီးတော့မဟုတ်ပါဘူးနည်းနည်းလေးတော့ပူတာတယ်အခုဒီ battle မှာလည်း Melissa ကိုတော်တော်လေးတွေ့လာရတယ်နော်အဓိက Melissa ကလည်း buff ထား hero မှာပါဗျာအရင် patch မှာ buff ထားတယ်ကျွန်တော်မမိလို့တော့အဲ့တော့ Melissa ရဲ့အသုံးများလာမြင်ရတယ်နော် Melissa ရဲ့ဆိုးလို့မဆိုးတော်တော်လေးတော့အသုံးဝင်ဟုတ်လားအဲ့ Shogun ကသူကလည်းအဲ့လို buy one မနိုင်တော့သူကအဲ့လို Selena အာကိုတော့ပါတော့အဲ့လိုအာကိုပြီးတော့ဟိုလုံနေအဲ့လိုအာကိုပြီးတော့ lane ကတ်နေအောင်နော် okay sorry guys နည်း Asian တွေလို့the aim မှာ okay တက်တယ်လေးချက်ပြန်ကြည့်အောင်နော်ဒီတက်တယ်တော့သူအုံးဝင်တော့ပေးမ force လောက်တော့ဘူးအုံးဝင်တက်တယ်ပြန်လာကင်လောက်တယ်ဒီဘတ်တယ်ကတော့တော်တော်လေးအရေးကြီးမှာဆိုတစ်ချက်ကြည့်အောင်နော် flat ကြီးကသူတစ်ဝက်ထိရော့သွားပြီအုံးဝင်ခဏနဲ့ကုန်စီးသုံးလိုက်တာဟုတ်လားအုံးဝင်အဲ့ Belarus skin မိုက်ရည်လားဘယ်ရရတယ် brother comment မှာချက်ပြောပေးပါအောင်ကျွန်တော်လည်းလိုချင်သွားပြီအဲ့ Belarus skin okay မြားတော့ရှောင်ထားရနော်မြားတော့ရှောင်ထားတယ် Melissa နဲ့ cloud ကတော့ကို fan သူ fan ပဲ brother နော်ဘာမှလောက်မရှိဘူး
ဖင်းကရင်စပြီဆိုပေမဲ့မားသွားပြီထင်တယ်ဟာရောဟာဂျီထိုးတာကောင်းလာပြီလားလို့ what the fuck ဟာဂျီထိုးတာကြီးอ่ะ okay Falcon PH ပဲနိုင်တော့ထင်တယ်နော်အဲ့ဘလိုကြီးရုံလို့ Valorant က ID ပြန်ထွက်သွားတာနော်အဲ့ဒါကြောင့်မလို့လို့ထင်တယ်ဗျာဒီ Vitality ကသူတို့ sort ရဲ့ aggression ကတိတ်ဒီ Selena ပစ်ထားတယ်တိတ်မလန်းလို့ပဲဗျာ Super Marco ဖြန်းထားရဆိုမဲ့လေပြောလို့ပြောမှာမဟုတ်နော်ဟုတ်တယ်အဲ့သူတို့ Selena Hero ကအရင် combo လို့ change တန်းနေပါတိတ်မမြင်ရဗျာကျွန်တော်ပွင့်လင်းပြောဆိုဒီတက်ပို့ပြီးတော့ aggression ကောင်းမယ်ထင်ခဲ့ရဒါပေမဲ့အဲ့လောက်ထင်လောက်ကြီးမကောင်းခဲ့ဘူးဗျာနော်ဒီ Valorant ကြောင့်လည်းပေါ့နော် Valorant ကြောင့်အလိုနည်းနည်းဖြတ်ရခက်တာနဲ့ဒီကောင်းရဲ့ passive နဲ့ပြန်နာတယ်အဲ့ဒါကြောင့်လည်းပေါ့ပေါ့နော်ခုမှတ်တမ်းမှာတော့ဒါကျွန်တော်အကြိုက်မကြိုက်ဆုံးတက်ရတော့ပဒန်းပဲဗျပွင့်လင်းပြောမယ်ဆိုအဲ့ပဒန်းပဲဘာလို့ဆိုပွင့်ပထမဆုံးချက်ပဒန်းဆိုရ hero ကကူတော့ရမ်းကြသူ skill 2ကူတော့12စက္ကန့်လောက်ရှိရပြီးရင်ဒီတန်တာဘဲနဲ့ stat တွေစုရတယ်ဒီလားအရင်ကလိုလိုအပ်ချက်တွေရမ်းများရဗျကူတော့လဲလိုတယ်တန်တာဘဲ stat လဲလိုတယ်ဒီမှာအများကြီးလိုအပ်ချက်များရဗျခု Valorant ဆိုဘာမှမလိုဒီတိုင်းမတက်ရက်ပြီးတော့ဒီကောင်တီးရင်ပြန်နာနေရတယ်လို့အာယုံနောက်နေပြီဗျဒီလားအဲ့တော့နော်ဒီပဒန်းကတော့ပွင့်လင်းပြောတော့တိတ်တော့မကြိုက်ဘူးဒါပေမဲ့သူကျွန်တော်ထင်တော့ဒီ Fanny ကိုကောင်လာဖို့ပဲပစ်ထားတယ်နော် Fanny ကိုကျတော့ပဒန်းကဘယ်လိုပဲပြော wall ခန့်တော့ Fanny နဲ့နည်းနည်းငယ်တော့ကြောင်ပြောက်တယ်ပြန်Okay အောင်ဝန်တော့ Consi share smoke တာနော်အောင်ဝန် share Consi share သုံးတာ Okay အခုချိန်တော့ brother အော်ပေါ်မှာမထီပါဘူး Kai TC ပြန်လာ oh my god what a play what the fuck oh my god ဟုတ်တယ် what the fuck shit what the fuck ကျွန်တော်ရဲ့ prediction တွေအကုန်စန့်ကျင်ပဲလောရလို့နော် Valorant ကတော့ကြိတ်ခံနေရပြီဖြစ်ပါတယ် brother တို့အေး Kai TC ကကောင်းလိုက်တာရော Fanny ကြီးကဂျွတ်စင်ကောင်းလိုက်လားရောဘလူးကြီးပြန်ဆွဲသွားတော့ကောင်းလိုက်လားလို့ oh my god oh my what the oh shitရောမဘိုးလို့ပြောနေတယ်ဘိုးဆိုဘာလဲဆိုစောက်ဘောလို့ပြောနေစောက်ယူလို့လမ်းဆဲနေဟိုဘက်ကောင်လည်းကြားရမှတယ်နော်ဘာလို့ဆိုသူတို့ကနည်းနည်းချင်းစာကြီးစုံနေရောကြား face to face စုံနေဆိုကြားတော့ဘိုးဆိုပြီးអော်လိုက်တာဘိုးဆိုတာဖိလစ်ပိန်းလိုစောက်ဘောလို့ပြောစောက်ဘောပြောလိုက်ပြီနော်ခိုင်တီးစီရင်စလိုက်ပြီလောက်ပါဟိုနိုင်လက်ကလေးပြန်ထောင်းပြောင်းပြန်ကြည့်ရင်တော့ဒါလောက်ပါလက်ကလေးပြန်ထောင်းပြောင်း Okay စူပါမာကိုကန်နေဆိုမဲ့လေဘာမှလုပ်လို့ရမှာမဟုတ်ဘူး purify ရှိနေ Oh my god Moreno ဝင်ထွက်လိုက်ပြီနော်တန်တော့တန်ပါနော်စူပါမာကိုလည်းထွက်ရတန်တော့တန်ပါ brother flag ကတော့ကျွန်တော်သူ့ item တော့ကြည့်နေတယ်ဗျ why ဆက်တာလားဘာထည့်တာလဲတော့မသိဘူးနော် flag item ကိုကျွန်တော်တစ်ချက်တော့ကြည့်နေတယ်ကားတော့လောတယ်တက်တယ်မြူသေးဘူးနော်သူတို့လေးရင်စားရဲဟောတယ်တက်ယူမှတယ်နော်ပြီးတော့နောက်တစ်ခုကဘာလဲဆိုဒီ Valorant ကတက်တဲ့ဘက်ထဲမှာတော်တော်လေး strong နေပါသေးလားဘာလို့ဒီလိုပစ်ကြီးမှအဲ့လိုမျိုးမတက်ရက်နေဟိုဘက် jungle ဝင်လာဖို့တော်တော်ခက်တယ်သေးလားဝင်လာEddie 2ဝင်နဲ့ချုပ်လိုက်ရင်တော်တော်ဒစ်လဲမှာဗျာဒီလားအဲ့တော့Valorant ကဒီမတာမှာတော်တော်ပြောလို့မဟုတ်တော်တော် SDI ရောက်နေ Roman Atlas နဲ့ Valorant ဗျအဲ့နှစ်ကောင်လုံးဝ SDI ရောက်နေအဲ့ဒါသိကြရနော်ဒီတက်တဲ့ဘက်မှာရမ်းတာနေဗျဒီ Valorant ကြီးပါနေသေးလားဒီ Eddie နဲ့လိုလိုက်ချုပ်နေရတယ်တော်တော်အောင်နောက်ပြီလောစင်တော့ကောင်းတာတော့ဘာကောင်းလဲဆိုတော့လောစင်တော့ Eman တော့တခါမသိဘူးသိသေးဘူးနော်အဲ့ဒါလေးတော့တော်တော်ကောင်းတယ် Eman တော့တခါမသိသေးနော်ဟုတ်တယ် Flat DC က tank item ပဲထည့်ထား brother တို့နော်Radiant armor ပဲထည့်ထားfan ကတော့သူက now နဲ့ပဲနေပြီးနေတော့ဘယ်လိုလုပ်နေလဲဆိုတော့ဒါ 3-2 formation လို့ခေါ်ရ brother ဘာလဲဆိုတော့ကျန်တဲ့လူတွေက3ယောက်ဆော့ရပြီးတော့နားက2ယောက်တည်းဆော့နေဒါပေမဲ့Kai TC ကလည်းလဲတွေ့လား brother သူ fan ကိုမမြင်ရတော့ဒီပဒန်းကိုမမြင်ရတော့ဘာဖြစ်လဲဆိုသူလည်းဒီ lane ကိုသွားမရှင်းဘူးဗျာသိလားဒီ lane ကိုသွားမရှင်းပဲဒီ channel 3ယောက်ဆော့နေတဲ့ကောင်တွေကိုဖိဆော့ဟိုင်းတယ်အဲ့ tower ကိုချိုးဟိုင်းတယ်ဘာလို့လဲဆိုတော့သူလည်းသိမှာပဲဗျာ Roma ပျောက်နေတယ်ဆိုရင်ဟိုနားကဒီလိုမျိုး lane ထွက်ရှင်းနေဗျာသိလား Hero အဲ့လို lane ထွက်ရှင်းနေဆိုရင်ပဒန်းသူ့ဘေးမှာရှိလို့ပဒန်းမရှိရင်သူအဲ့လိုမရှင်းရဘူးဗျာသိလားအဲ့တော့ yes အဲ့ဒါကြောင့်မလို့ guys အဲ့ဒါကြောင့်မလို့နော်သိတယ်နေခုတော့ဟိုပြောရင်းဆိုရင်သိရောဟိုကျွန်တော်ပြောရရင်လုံးဝအဲ့လိုစန့်ကျင်ပဲဖြစ်နေကျွန်တော်ဒီသင်းနိုင်ဆိုဒီသင်းရှုံးတယ်ကျွန်တော်ဒီသင်းရှုံးဆိုဒီသင်းနိုင်တယ်ဟာလုံးဝအဲ့လိုစန့်ကျင်ပဲဖြစ်နေဟုတ်လို့တယ်နော် Vitality ကသူတို့ macro ပြန်ဆော့နေရလေးတယ်ဆိုးတော့မဆိုးနော် Eman lane တစ် lane ပြန်ယူထားတယ်နော် Eman lane တစ် lane ပြန်ယူထားနောက်တစ် lane တစ် lane ပြန်ယူထားတယ်ဆိုတော့
now warrior တေချာဘောပြန်ရနေနော်အောက်လင်းကို smoke တယ် on one တော့ smoke တယ်ဆိုမဲ့ဒါကတော့ Bellery အားနေချက်တစ်ခုပဲပြောမှာပဲနော် Bellery အားနေချက်အော်ရောင် what the fuck Haji oh my god what the fuck is that oh shit Hajiဗဒန်းအဒီနဲ့ထိုးတာနော် Okay အဲ့ဆိုရင်နားကတော့ law မမီရောဘူးနော် law ကတော့ပေးရတော့မှထင်တယ် guys ဘာမှကျွန်တော်ဒီ channel ၄ယောက်ကတော့ဘာမှအလောက်ကြီးလုပ်ပေးလို့ရအောင်မဟုတ်တော့ရပါသေးတယ်နော်ရသေးဒါပေမဲ့မရအောင် flat DC ကတောင်းအောင်ပဲလေလား flat DC တားပေးအောင်လေ flat DC တားပေးအောင်နော်ဟုတ်တယ် law ယူပါ flat DC လုတ်ပေးပါကောင်းတယ်တွေ့လား guys နော် flat DC လုတ်ပေးပါဟုတ်တယ်ရော flat DC ကပြန်တင်းရင်တော်တော်နာပဲဟာရောအိုးဒါတော့မစိုးဘူးနော် brother ဒါတော့လေလှရပဲကျွန်တော်သဘောတော့ကြားအဲ့ပစ်လေးကိုနော်ဒီ Uranus တွေ Esmeralda တွေပစ်တဲ့အချိန်မှာဒီ Diron နဲ့ပြန်ထောက်တယ်ဆိုတာစိုးဘလို့လမ်းတယ် Valorant လည်းတော်တော်မိုက်တယ် Valorant ကိုကျွန်တော်ဒီ revitalize တယ်ကျွန်တော်အဲ့ flicker လေးကိုပူသဘောကျတယ်အဓိက flicker ကဘာဖြစ်လဲဆိုတော့ flicker ID ကအဲ့လိုအရင်မိုက်တယ်ဗျာသိလားအောင်ဝဲ flicker တော့မရှိဘူးနော် flicker တယောက်မှမရှိဘူးဟုတ်တယ် Vitality ဘက်ကပြန်ဖိစော့နေမလေးဆိုင်ရတော့ I'm not အယုတ်ကြီးလို့ချာပြက်နေအီမန်တော့တခါမှသိထားသေးဘူးဆိုတော့ Vitality ကပြန်တော့ comeback လို့ရသေးတယ်အခုလည်းရိုင်းနေနေတော့မပေါ့တော့3000လောက်ပဲကွာကားတော့တတိထားပြီးချမှရတော့မှာနော်ဘာလို့ဆိုတော့အုံးဝက်အမြဲပြောင်းနေအုံးဝက်တော့ဖြစ်နေ fan ကအမြဲပြောင်းနေလို့ပြောတတိထားပြီးစောမှရတော့သူကအဲ့အမြဲတမ်း backup ပေးနေတယ်မြတ်သိလားဒီ hero ကိုအမြဲ backup ပေးနေပဒန်းကဲ mid tower လေးယူမယ်မရဘူးထင်တယ်နော်မရဘူးမလေးစားကတော်တော်ကောက်လို့ကောက်မလေးစားတော့မပါဘူးကွာငါလည်းဘာလျှောက်ပြောနေအေးမော်လို့တယ်ဘာလျှောက်ပြောနေလဲမသိဘူးဖေဖလကာရှိရတော့ဖေဖလကာနဲ့ထိုးလို့ရတယ်နော်Oh my god. Oh my fucking god, Haji. What a play from Haji. What a fucking play. မနေ့ပြန် YG ပွဲရှင်တော့မနေ့ပြန် YG ပွဲရရင်ကျွန်တော်ပွဲပြီးရတယ်ကျွန်တော်တင်ပေးမယ်လားကျွန်တော် reaction လေးတင်ပေးမယ် Okay blue bus စားနော်အခုကတော့တော်တော်လေးငြိမ်နေတယ်အဲ့ရမလေးစားကြီးကတော်တော်အသုံးဝင်တာပဲပြောလို့ပြောမလေးစားပြစ်တာကြီးတော်တော်ချွတ်စင်ကြီးပဲနော်အုံးဝင် flicker ဒီနဲ့ဘယ်ချိန်ဖမ်းလဲမသိဘူးကျွန်တော်စောင့်နေရတာဘယ်ချိန်ဖမ်းလဲမသိဘူးခါရလောတယ်တော့သူခြုံမဲ့စောင့်ပြီးပုံးနေနော် Okay မလေးစားကဒါကိုဒီကောင် तू raw မထည့်ဘူးနော် तू ဟိုပဲရင်သွားတယ် तू ဝင်းချက်ပဲရင်သွားတယ် save ပြအောင်နော်အဲ့ဒါတော့ကောင်းတဲ့ရွေးချယ်မှုပါပဲဘာလို့လဲဆိုတော့ဟိုဘက်ကတကယ်တော့ tank က Valorant ပဲပါဒါရောtank ရထည့်ဆိုမဲ့အဲ့လောက်ကြီးမမအောင်ဗျဒါရောတွေးပဲတက်တာ तू အဲ့လောက်ကြီးမမအောင်နော်ဝင်းချက်ကြတော့ तू full back fanny ရောကလောက်ကောဆိုအဲ့နှစ်ကောင်လုံး counter လို့ရတယ်ဗျသဘောတော့ကြားရယ်နော် mid tower လေးချိုးသွားပြီ super man ကလာတယ်လောင်းလင်းကတော့ဘယ်သူပြန်ရှင်းမှာကားပဲပြန်ရှင်းမှထင်တယ်နော် fanny ပဲပြန်ရှင်းတော့မှထင်တယ်အပေါ်လင်းလောင်းလင်းဆိုတာဒီ law ရဲ့ဆန့်ကျင်ပန်းစဉ်ကိုပြောပြတော့နော်အဲ့ဒါကိုလောင်းလင်းလို့ခေါ်တယ် Okay ကျန်တဲ့လူတွေကသူဒီ long lane ဘက်ချမ်းကလဲချုံယူပေးထားတယ်နော်ကားကတော့ဒီ lane လေးပြန်ကြောင်းမယ်ထင်တယ် Okay ကားမကြောင်းတော့တယ်ဘာလို့ဆိုတော့ဟိုဘက်တော့စပြီးတွေးချော့နေပြီအကယ်၍သူအမှပေါ်လိုက်တယ်ဆိုရင် dot force သွားမှာဆိုတော့အားကြောင့်မလို့နော်အားကြောင့်ကားမပေါ်တော့ထင်တယ်နော်ဟိုဘက်ကတော့ loss ကင်ရနော် iman loss ကင်ပေးရနားကလုံးဝအပြောက်ဝင်နေရဗျဘာလို့ပြောက်ဝင်နေလဲဆိုတော့သူ law ကိုကန်လိုက်ရင်တွေးရောအောင်ရောနိုင်တယ်ဗျသိလားဒါပေမဲ့ဒီ Melissa သွေးပြန်တက်တယ်ဆိုတော့ law ကိုအဲ့လိုကန်ဆွဲပေးထားလို့ရတယ်ဗျနော် Okay နားကတော့ blue ပဲပြန်စားရတယ်လောင်းလင်းကိုပြန်သွားရမယ်နော်သတိထားမှရမယ်နော်နားကသတိထားမှရမယ်ကားနဲ့တွေ့ရင်မလွယ်ဘူးဘိုင်ဝမ်းဆိုမလွယ်ဘူး Okay အပေါ်လင်းကိုတွေ့လားနားလောက်ရတွေ့လား guys သူ cree ကိုအပြည့်မရှင်းအောင်ကားကိုသွေးလျှော့ခဲ့နော်ဘာဖြစ်သွားလဲဆိုတော့အဲ့ cree ကဟိုဘက်ကိုပြီးသွားမယ်ဗျာသိလားအဲ့ဟုတ်တယ် Falcon ဘက်ကပြေးချနေပြီဆိုမဲ့စင်မပြေဘူး Oh my god Haji ရှော့ပြီလားရှော့ပြီ Haji အုံးဝမ်ထမ်းပေးတာ Oh my fucking god အုံးဝမ်ဘယ်နေရောက်တော့ fight main လား My god အုံးဝမ် Valorant ကြီးဟုတ်တယ်ဒီ flicker အဒီမဟုတ်တော့မြန်မာလိုအဒီသုံးတာဟိုတေးရောဟုတ်တယ်နော် Iman ရုံးပေးနေပြီ guys Iman ထမ်းပေးနေပြီ
အော်ရောင် fin baggage ကြီးကကောင်းလိုက်တာ fin baggage ကြီးကemail ပြန်ပြစ်တယ်ဟာရောင်ဘလူးကြီးပြစ်နေ email Oh my god what the fuck email X fan bro ကျွန်တော်ပြောတာ trust in vitality လို့ bro ကျွန်တော်မပြောလား vitality ကောင်းတယ်လို့နော် email bro email MSC ကြာ email တကယ်ရှင်းပေးရဲ့ဂိုးလိမ့်တာပဲကောင်းလိုက်လားလို့ဒီဗဒန်းဘက်ကပေးရွာကောင်းသွားလဲပါပါတယ် brother ဒီဗဒန်းဘက်ကပေးရွာတော်တော်လေးလာရယ်နော်အကြီးကဘယ်နေရာမှာ flicker သုံးလိုက်လဲမသိဘူးကျွန်တော်သေချာမတွေ့လိုက်ဘူးဗျအုံးဝင်ဖမ်းပြရတယ်လာတော့လာတယ်ဟုတ်တယ် fin နောက်ကကြိုးဆောင်တယ်အဒီနဲ့ထိုးပြတာ nice တော့ UI လားတော့ပါဝိုက်တယ်ပြန်ဆဲနေဟိုကောင်ရှိုးကပြန်ဆဲနေဘူဘူတွေပြန်ဆဲနေစောက်ယူတွေဖိလစ်ပင်းလိုပြန်ဆဲနေOh my god များလှလိုက်တယ်များလေသေရနေ flag ကတော့အော်ရော email ပြန်ပြစ်တာအော်ရော now change တန်းခံလိုက်ရ Oh my god now ရှော့ပြီလားဟိုတစ်စက်လေးမသိပါဘူးဘယ်ကောင်နေစမ်းလို့ဇမ်းလည်းမသိဘူး Belarus stand နေလားမသိဘူးနော်တော်တော်တော့အာရုံနောက်တယ်ဗျ buy နဲ့ stand မိလည်းမသိဘူးဟိုကနားကတော့ခဏ stand မိနေအော်ရောမလေးစာပြစ်တာရနားလိုက်တာကွာရောဘူးမှမခံနိုင်တော့ထင်တယ်ဟုတ်တယ်ဗိုင်တလီကရှင်းချက်ပဲဒီကလောက်နဲ့မလေးစာနဲ့ကမြောက်ပါတယ်ဒါပေမဲ့မလေးစာassassin jungle အတွက်ပို့ပြီးတက်ခတ်လို့ပဲဗျဒီသူ့ရဲ့ AD နဲ့သူကမလေးစာသူက AD တော့သူက physical defense တွေပါပေးတယ်သူ့ကိုလို့ physical defense တွေပါပေးရဆိုတော့နည်းနည်းတော့ပူမာရဗျသိလားဘယ်လောက်လဲမသိ30လောက်မသိအဲ့လောက်ထိပေးရနော်အဲ့တော့မလေးစာကပြောလို့ပြောမလို့ဟိုဘက် assassin တွေပိုင်းအကောင်းဆုံးပစ်လို့ကောင်းအကောင်းဆုံး hero ကမလေးစာများဖြစ်နေမလားသိဘူးနော်မလေးစာများဖြစ်ဖန်လီဇွန်းနဲ့ပိုင်းရတော့လည်းခတ်မှာပဲOkay hero ကတော့ item ပြည့်ဖြစ်သွားပြီနော် hero ကတော့ item ပြည့်ဖြစ်သွားပြီကျွန်တော်တော့အဲ့ Y နေရာမှာကွင်းတော့ပူကြိုက်တယ်ဗျဘာလို့လဲဆိုတော့ HP နည်းနည်းပို့လို့မထင်လို့နှုတ်ဆိုအရန်ပျော့ရဗျသိလားအဲ့ Y ကသွေးရအဲ့လောက်ကြီးတက်မှလည်းမဟုတ် Y ရရပါဆိုတော့ဆိုတော့ဒါပေမဲ့ဒီကျွန်တော်ကွင်းပူကြိုက် Okay Fanny Blue Bag ကိုတော့မပေးတော့ထင်နော် die နေ email ကတော့ဒီအယုတ်ကြီးနဲ့ပဲဖြဲချောက်ပြီးတော့ map တွေအကုန်ယူနေနော်ဟုတ်တယ်3 round တော့ဒါကြီးတော့3 round အဲ့တွေ့တော့အော် email ပြတာရနားရတာကွာဟုတ်တယ်များပြတာစူပါမာကိုကြီးသွားထိနေ Oh my god purify ပေးလိုက်ရပြီ Okay 32 seconds ဆိုတော့3ရောထားမှာ Moreno သူတို့စော့တာ brother တွေ့လားမသိဘူး BDR စော့နေသူတို့ဒီသူတို့ဆိုင်တဲ့ဘက်တည်းညက်ညက်ပြီးဆိုင်ရ Moreno ကသူကဟိုလိုဘေးချမ်းနေပဲယူပြီးတော့အများကြီးပြက်နေတာဗျာသိလားအဲ့ကျန်တဲ့လူတွေကအရှိမပြထားပြီးဒီကောင်ဘေးကနေအများကြီး live ပြစ်ပြီးအာရုံနောက်နေအဲ့တော့စိုးလို့မစိုး guys vitality battle ဆိုင်တာတွေကလမ်းတော့လမ်းတယ်အဲ့အများကြီးသွားမှန်းနေတာဟုတ်တယ် on smoke နေဒါပေမဲ့ Valorant ကကျွန်တော်ပြောလို့ပဲပြောတော့သူ consi သုံးလဲသူဖမ်းရနည်းနည်းတော့ခက်တယ်ဗျအဲ့လောက်ကြီးမလွယ်ဘူးဗျအဲ့ Valorant ဖမ်းမှုတော်တော်ရောက်နားရ hero ဟုတ်တယ် law 4 shot မှတင်နေ Fanny မြင်သွားပြီဆိုတော့ law 4ပြီဗျာ law 4ပြီ law 4ပြီ Fanny ကပြန်တော့လာပြီ flag ကိုတော့ပြစ်နေပြီ Oh my god Kyle no law မရလိုက်ဘူးအော်ရောအများကြီးသွားထိနေတာ Holy shit flag ကသေရတဲ့ခါ Oh my god Finn what the fuck Supermago no purify အော်ရဟာကြီးပြန်ထိုးပေးတယ် Oh my god oh shit Eman no win chat Eman no win chat မရတော့က hero အကုန်ရှင်းတော့မှာနော် hero sky ပြည့်စားရင် item ပြည့်သွား hero အကုန်ရှင်းတော့မှာမရတော့ပြီးသွားကဲ GG guys I told you vitality 2-1လို့ vitality 2-1ကျွန်တော်မပြောရဘူးလား guys ကျွန်တော်မပြောရဘူးလား vitality 2-1လို့နော် hero ရမရဘူး brother hero ရဟို damage ရအရင်ထွက်တယ်ဗျာဒီလားဆောင်းအောင်နောက်တယ် hero ရ hero OP guys hero OP ဟုတ်တယ်ဟုတ်တယ် Miracle ပြောနေပြီ nice one ပြောနေပြီ
vitality okay see you guys in game 2 เนาะ game 2ကြာပြန်တွေ့မယ် alright guys game 2ပြန်စပြီเนาะ game 2မှာတော့Falcon အနေနဲ့သူတို့ Eudora first pick ယူထားတယ် vitality ဘက်ကတော့ Bellerin နဲ့ Lane လုံးဝခုမှတ်တယ်မှာ SDF ဖြစ်နေတယ်เนาะဒီ Bellerin ကြီးပြန်ယူထားတယ် Lane လည်းမစိုးဘူးเนาะဒါပေမဲ့ Hero ကကျန်သေးတယ်အဲ့တော့ကားအတွက် Hero ကကျန်သေး Hero နဲ့ Fanny ပဲထပ်ဆိုတော့okay Fanny နဲ့ Barras okay Barras ကတော့ဒီမှာတောင်မှကျွန်တော်ထင်တော့ ESB က blind ပစ်လို့ရတယ်ဗျဘာလို့ဆိုတော့ तू lane မှာနှိမ့်တဲ့ hero ဆိုတော့တိတ်မရှိဘူးဗျာသိလား lane မှာနှိမ့်တဲ့ hero ဆိုတိတ်မရှိဘူးဘာရှိပဲကိုသူတို့ lane မှာနိုင်တာပါရှိမယ် Pakito လားမနိုင်ဘူးနော် Uranus လား Uranus ဆိုရင်တော့ထိန်းလို့ရတယ်ဒါပေမဲ့ဟိုလိုနိုင်တာတော့မဟုတ်နော်ဒါပေမဲ့အဲ့ Barras ကခုမှတ်တာမှာစိုးတော့မစိုး guys အဲ့ Barras ပဲကြီးอ่ะနော်ဒီ assassin jungle ကြီးပြန်ပြီးခက်စားလာတဲ့အချိန်မှာ Barras နဲ့တွဲပေးတာအဲ့ဒါ trend တစ်ခုလိုဖြစ်နေနော်အဲ့ဒါလေးကကျွန်တော်ကြည့်လောက်တော့ Barras ကအစင်းတော့ပြေတော်တော်အဆင်ပြေပတဲပါလေဖွင့်ပေးလို့ရတယ်ရှေ့မှာလည်းမမတောက်နေပြီလို့ရတယ်နော်စိုးတော့မစိုး Barras က Barras ဆို Ruby D ပဲသတိရတယ် Ruby D ပဲသတိရဟဲ့လား Ruby D ပဲသတိရ Ruby D Barras Melissa ပဲထပ်ဆိုအောင်နော်ဒီ cloud တက် Melissa ကျွန်တော်ပွင့်နေလို့ဒီ cloud တက် Melissa တော်တော်လေးအဲ့လိုပုတ်ပြအရန်လွယ်နေတာဒီ cloud ကတူးချပြီးပြည့်ရတယ်ဒီကောင်တူးချပြီးပြည့်တယ်မလို့ဒီ Melissa အယုတ်ကြီးချပြီးအယုတ်ကြီးကိုထိုင်ပြည့်တယ်စောင်းနာအဲ့ဒါဟုတ်တယ်နော် Iman Melissa guys Melissa is the key ဟာလား Melissa တကယ် key ဖြစ်နေ Melissa yeah Moreno နဲ့ Selena က ban ထားတယ်နော် Moreno နဲ့ Selena က ban ထားတယ်Okay Minador ban ထားတယ်နော် Minador ban ထားတယ် Minador ကဒီ Falcon ဘက်ကို ban ထားတယ်ဘာလို့ဆိုတော့အုံးဝင်ပြောအုံးဝင် Minador ကြိုက်တဲ့ player ပဲအုံးဝင်ဆိုတာအရင်တော့ Minador အရင်ဆော့တယ်ခါတော့ Fanny ပဲဆော့တယ် Hero ကတော့ပူလမ်းလားမသိဘူးဟိုဗဒန်းမှာထပ်ပန်ထားတယ်နော်သူတို့ကအဲ့ Fanny ကို Moscow နဲ့ပြန်မထောက်တော့ဘူးဗျာ Melissa နဲ့ပဲထောက်တော့နော် Melissa လည်းစိုးတော့မစိုးအောင်ပြန်ပြစ်လို့ရတယ်Moscow တော့မစိုးကြတော့နော်ဗဒန်းလည်း ban ထားပြီဘာလို့ဆိုတော့ဗဒန်းနဲ့ဘာလို့ဆို Valorant ကသူတို့ BDR ကျွန်တော်မှတ်မိတော့သူတို့ EHP လည်းဆော့ရပြတယ်အဲ့တော့ဗဒန်းထက်လာမှာစိုးတယ်နဲ့ ban မိလိုက်ပြီတခါနော်ဘာလို့အခုမှဒါ EHP ကတန့်နေပဲဆော့ရတယ် Okay နားရ lane တော့တော်တော်ကြိုက်တယ်နော်ကျွန်တော်မမိလောက်လို့သူ RGO savage ယူတာ savage လားဟုတ်တယ် savage လားမသိဘူးသူဒါကွက်တွေပြပြီးပြန်ကောက်သွားနော်အဲ့တော့နားရဲ့ power pad လည်းဖြစ်နိုင်နော်ခါနဲ့ hero ဆော့သွားတယ်ကောင်းပါတယ်ဒါပေမဲ့သူ့ lane ကပို့ပြီးကောင်းမလားဆိုတော့တစ်ချက်ကြည့်အောင်နော်ချက်ကြည့်ရမှာပေါ့ brother ဟုတ်လားချက်ကြည့်ရမှာပေါ့ check my messages Okay brother တို့ okay Paris ဆိုတာထပ်ပန်းထားတယ်နော် Super Marco မှာဆော့တယ်ပါချင်တယ် Super Marco မှာပွင့်လင်ပြောမယ်ဆိုရင်တော့ Moscow တော့ဆော့လို့ရတယ်ဗျာဒါ Super Marco ရဲ့ဒါအပိုင် hero တစ်ကောင်ပဲနော် Moscow မဆော့ချင်လဲ Brody ရောဆော့လို့ရတယ်ဒါပေမဲ့ Moscow လည်းဆော့တော့မဆော့ဘူးဗျာ Moscow ကလေကင်းကြရင်တော့ lane ကိုနိုင်တာတော့မဟုတ်ဘူးဒါပေမဲ့ပြန်ပစ်လို့တော့ရတယ်နော် Moscow က assassin တွေကိုပြန်တီးလို့တော့ရတယ်အဲ့တော့ဒီသူ့ရဲ့အဲ့2နဲ့ wall side တာကြီးอ่ะအဲ့ဒါကြီးကျန်းတော့ကျန်းတယ်ပြီးရင်အဲ့ lane ကို wall ပေါ်ကြောက်အောင်လည်းလုပ်နိုင်တဲ့ ability Moscow မှာပါ2ပြစ်လိုက် lane က wall ပေါ်ကြောက်အောင်မနော် Esmeralda okay Esmeralda တော့ Esmeralda EHP ပေါ့နော်Esmeralda တော့ဒီဟိုဘက်ရှိရပါဘာမှတော့အဲ့မပေါ့ဘူး Esmeralda ကြီးကောင်းပါမလား Esmeralda ကြီးအရင်တော့မကောင်းတော့ဘူးထင်တာပဲဒါပေမဲ့တစ်ချက်ကြည့်ရပါဘောနော် Esmeralda region ကောင်ဆို spare တော့စားပေးလို့ရတယ်ဗျ Eudora first bit တော့ပစ်နေကြရတာ Eudora
Okay Falcon ကဘာပဲ့ပလဲကျွန်တော်ထင်တော့ Super Marco အတွက် Moscow လေးမစိုးဘူးပြီးရင် Flat TZ အတွက် Uranus လေးပဲပစ်လိုက်တော့ဟုတ်လား Uranus မဟုတ်ရင် Uranus ပဲပစ်လိုက်တော့ Uranus ကတော့အကောင်းဆုံးဖြစ်မယ်နေတော့ Uranus မဟုတ်ရင် Diode လည်းပြန်ဆော့ကျင်တော့ဆော့လို့ အော် Flat TZ Hero ပါပြီတော့ shit တကယ်စေးကွဲနေပြီ Brody ဟုတ်တယ်နော် Brody လည်းစိုးလို့မစိုးဘူးကျွန်တော်ပြော Brody ရဲ့ဒါပေမဲ့ Battle Ray ကတော့ဖမ်းလို့ရအခိုင်အော်အုံးဝဲအကိုင်နော်အုံးဝဲအကိုင်ရှစ်ကြီးအောင်အုံးဝဲအကိုင်ကို guys ဘာကွက်တွေနဲ့ကတ်မလဲလို့ Okay ဘာကြံသေးလဲ Mage က Moreno အတွက် Zuzin တော့ကြံသေးတယ်နော်မှန်တယ် Zuzin နဲ့ဆော့ကျင်လဲဆော့လို့ရတယ်ဒါမှမဟုတ်ဒီ Eudora နဲ့ပြန် match မယ်ဆိုရင်လည်း Vexana ကောင်းပါမလား Vexana ကောင်းပါမလားဆိုတော့ Vexana တော့ဒါကျွန်တော်မနေ့ကပြောလို့ပဲဗျာ brother အဲ Vexana နဲ့ Belleric ကလည်းဒါ combo တစ်ခုပဲနော်နှစ်ကောင် change တိုင်းပြီးတစ်ကောင်အပြတ်ဖြတ်လို့ရတယ်ဒီ Barret ကိုတွေ့ရင်လည်း Barret ကို in ဖက်လို့ရတယ်နော် Vexanaဒီကတော့ assassin jungle ဖြစ်တော့ဒီအဖြန်း mage တွေအများကြီးပြန်ဆောလာပါတော့ဒီအဖြန်း mage ဆိုတော့ဒီ Eudora တို့ Vexana တို့အဲ့ဒါတွေကဒါတကယ်တော့အဖြန်း mage တွေပဲသိလားအဖြန်း mage တွေဆိုတော့ yes အဲ့ဒါ meta ပူပြီးဝင်နေရတယ်တူပဲနော်အဖြန်း mage မနေ့ကဟိုကောင်ဆိုဟို pro esport ကောင်ဆို Eudora ကိုအဲ့ flicker ကြီးနဲ့ခုံပြီးတော့ battle ရင်ဖွင့်နေတယ် bro စဉ်းစားကြည့် mage ကင်ပြီး battle ရင်ဖွင့်နေကြခု meta အဲ့လိုပဲလောက်ကြတော့နော်အဲ့ကွာဟို assassin တွေအတွက် space အရင်ရောက်လာတော့မသိဘူးနော်ဘာစီကတနာပါရင်တော့စကင်ထုတ်ပေးတာဘူးမှလည်းမစော့ကြဘူးဘာစီက what the fuck ဘာစီကလေးစော့ပေးကြအောင်ဟေးဒီပွဲလဲကျွန်တော်ထင်တော့ဒါ vitality ပွဲဖြစ်မယ်ထင်တယ်ပြောတော့အိုးဟော Bellerin နဲ့ Vexana တွဲလိုက်လေရအောင် skin ကတွဲလိုက်လေနော်ဟုတ်တယ်နော်ခင်းအောင် skin တွေတွဲလိုက်လေရသဘောကျရကွာโอเค emblem တွေကတော့ဘာမှထူးကြတော့မရှိဘူးเนาะဒီ emblem ပဲ link ကတော့ war cry နဲ့ပဲကာတီးစီเนาะ link ကိုင်းနဲ့ funny ကန်နဲ့အော်မှားသွားပြီ short ပြီမှားသွားပြီဒါပေမဲ့ကျွန်တော်ပြောအဲ့ဒါပြောနေတယ် guys ဒီ barret ကြီးက level 2မှာအရင် strong နေသေးတယ်ဒီ jungle ထဲမှာအဲ့လိုလိုက်ချရင်ဒီ barret skill 2နဲ့1နဲ့ထွေးတာတွေကစောင်း damage ထွက်တယ်ဗျာဟာကြီး what the fuck ဘာကြီးလဲဟာကြီးမက်နဲ့ထင်တယ်မရတော့ဘူး guys Falcon လစ်နေဖိလစ်ပင်းတဲ့တော့မတူတော့ဗျာ discipline သိပ်မရှိတော့လို့ဒီကောင်တွေစွတ်ချနေဒီကောင်တွေစွတ်ချနေဗျာဒီ mechanic ကတော့တကယ်ပွင့်လည်းပြောမယ်ဆိုတော့ဒီ BDR ဘက်ကတော့ mechanic ပိုတာရယ်နော်ခုဆိုနေဒီမှာကားကသူဟိုဟာဖြစ်သွားရယ်နော်သူ energy တွက်တာမားသွားတယ်ပြီးတော့ဒီဟာဂျီဆိုလဲမှာထပ်မားသွားရယ်နော်ဟုတ်တယ်တယောက်နဲ့တယောက် bucket ပေးရတော့မိုက်ရယ်နော် vitality ကဟုတ်တယ်ခါစကင်မားနေရအဲ့စကင်နဲ့ဆော့အောင်ဟိုနဲ့ဆော့အောင်ပါ Okay Eudora တော့တီးရပဲနော် Eudora တော့တိတ်တယ်ဘာမှမဖြစ်ဘူးစိုက်တော့တိတ်လို့ရတယ်ဟာလားစိုက်ကောက်တိတ်တယ်ဘာမှမဖြစ်ဘူးရတယ် Eudora ဒီ link ကိုကောင်တာကိုထုတ်ထားတယ်နော် link ကတန်းတော့သိလောက်မှထင်တယ်နော်ဒီ genie 1ထည့်ပြီးတော့ကျဲမယ်ဆိုတတဲက force ပြီလားမသိဘူးနော် force ဇာကြီးက force ရောရရဘာလို့ရလဲဆိုတော့ပထမဆုံးချက်အောက်မှာတော့ trade နေနော်ဒါပေမဲ့မသိလောက်ဘူးဘာလို့ Brody ဖြစ်နေလို့ guys ဒီ Brody က lane မှာတော့ဒါပြီးတော့ဒါ Super Marco ရဲ့ Brody ပဲသိတာငါကြောင်မဟုတ်ဘူးဒီကောင် Brody ကဒီကောင် Brody က MCV တခုယူထားတာ MCV တခုသိမ့်ပိုက်တာဒီ Brody နဲ့အဲ့ hero နဲ့ယူထားတာ Okay ကျွန်တော်ထင်တော့ကားက ESP ကန်ပေးအောင်ထင်တယ်နော် ESP ကန်ပေးလောက်တယ် Shogun ကတော့ Purify နေဆိုကန်ကတော့ net cap Purify ပဲတောင်းမှထင်တယ်အော်မ Purify ကသူကအဲ့လိုမငုံငယ်မှာပေးမရမှာဘိုက်ထဲရောက်သွားရင်သူဘာရက်ဘိုက်ထဲရောက်သွားရင် Purify လို့မရတော့နော်အဲ့ဒါဆိုတော့ဒါ Shogun သူမသိလောက်ထင်လို့မဟုတ် Okay နော်အဲ့ brother ကိုကျွန်တော်ခဏနေပြောထားတဲ့အတိုင်းပဲနော်ဒီ barret မပိတ်ခင်လည်းကျွန်တော်ပြောရဒီ barret ကဘာလို့ parry များလဲဆိုအဲ့ဒါကြောင့်မို့တွေ့လား brother ဒီ ESP lane မှာအဲ့လို assassin ကကြတော့ဘာဖြစ်လဲဆိုတော့
ကန်ရလွယ်ဗျ assassin ဖန်နီတို့ Hirara တို့ Lane တို့ဒီကောင်တွေအကုန်လုံးကန်ရလွယ် hero တွေပဲအဲ့ကောင်တွေကရုတ်တရက်ရောက်လာပြီးတော့အဲ့လိုမျိုးတင်အဲ့လိုဘိုင်ဝမ်းချနေတဲ့အချိန်မှာအဲ့လိုရုတ်တရက်ရောက်လာပြီး Barrett ကြီးငုံပြီးအဲ့လိုထွေးလိုက်တယ်ဆိုရင်တေပါပဲဟိုဘက် EXP တေဘူး chance ကအများများရသိလားအားကြောင့်မို့ကျွန်တော်ပြောရ Barrett ကဒီမတာမှာမစိုးလို့ဒီ assassin ဂျန်ဂလာနဲ့တွဲပစ်တော့ကောင်းတဲ့ EXP တခုပဲနော်ဟုတ်တယ်အောင်ကွယ်နော်တတိငိမ့်ငိမ့်ပဲမတက်လေလျှောက်ပြီးလမ်းလျှောက်ပြီးရှောင်ပြသွားတယ်ဒီတော့ကတွေးရရှော့နေနော်ပုတ်တော့ပုတ်နေဘာတော့မထူးလို့ပဲဒီတော့ပုတ်တော့ပုတ်နေအောင်โอเคဒီပွဲကတော့စိုးတော့မစိုးပါဘူးဒီပွဲကတော့ဒါကျွန်တော်အဲ့ VDR address အစကြိုက်တယ်ကျွန်တော်အဲ့မကြိုက်တာအဲ့ Esmeralda page ကိုမကြိုက်တာဘာလို့လဲဒီ Esmeralda ကြီးကကျွန်တော်မကြိုက်ဘူးဗျအဲ့လို assassin တွဲဆော့လို့ကောင်းတယ်လို့ကျွန်တော်မထင်ဘူးကျွန်တော်ဒီ Barrett တို့ကတော့အများကြီးပိုကောင်းတယ်လို့ထင်တယ်ဗျဘာလို့လဲဆိုတော့ကျွန်တော်ပြောထားတဲ့အချက်တွေအတိုင်းပဲเนาะဒီ EHP နဲ့သူဂျန်ဂလာနဲ့အရင်တွဲဆော့လို့လမ်းတယ်ဗျ Barrett ကြီးအရင်တွဲဆော့လို့လမ်းတယ် Esmeralda ရဲ့တွဲဆော့လို့မလန်းဘူးเนาะ Esmeralda ဆိုသူ့ကိုတကောင်နဲ့ရှောက်ပြေးနေကောင်ဘာမှပေါင်းပူပေါင်းတဲ့ကောင်မဟုတ်ဘူးကျွန်တော်ပူပေါင်းတဲ့ okay အောက်မှာတော့Eman Creek ခေါ်တာရယ်เนาะ Eman Creek ခေါ်တာရယ်စူပါမာကောက Christian ကတော့စင်းတော့ပြေသွားတယ်ဘာမှမဖြစ်ဘူးဟုတ်တယ်တက်ခေါ်လုပ်ပြီး Fin flicker ရှိရမလား Fin flicker ရှိရင်လောက်ရတော့ Fin ဟောအုံးဝင်တွန်းထုတ်ပေးတာပေးမလို့ဘူးเนาะအုံးဝင် nice အုံးဝင်မိုက်ရဟောရောအော်အဲ့ဒါပြောပါ brother တွေကျွန်တော်ပြောအဲ့ကွက်ကိုပြောတာ brother အဲ့ Valorant နဲ့ Vassana change စမ်းတာကြီးကမစိုးလုံးလား brother တို့Eman Super Marco ဟုတ်တယ် Super Marco ကားပဲရောက်ပါသေသွားပြီလားကျွန်တော်ပြောတယ်အဲ့ Vassana နဲ့ Valorant stand လိုက်ရုံစရာကြီးလို့ပါအဲ့လိုမိသွားလို့อ่ะအဲ့ဒါတကယ်အသေးမောရင်တော့အဲ့လိုမူးတာအကြာကြီးပဲဗျာအားလုံးပေါင်း30စက္ကန့်လောက်ရှိရကြည့်လိုက်အောင် brother အုံးဝင်ဆိုကြည့်လိုက်အောင်မ15စက္ကန့်လောက်မူးနေအောင်မကျဲလိုက်ဟိုဟာလောက်လိုက်ဘာရက်ကထက်ငုံလိုက်နေဟုတ်တယ်နော်နားကောက်တော့ကောက်နေတာဟုတ်တယ် BD က objective မရဘူးဆိုမဲ့သူတို့ပြန်ချရတဲ့ battle လေးတွေကသဘောတော့ကြာကျွန်တော်တော်တော်သဘောကြာသိပြစ်တယ် email ရဲ့မင်းသိပြစ်နေ email ရဲ့တော်တက်သေးတုံးလာမလေးစားအဲ့ hero purify နဲ့ပဲဆော့နေနော် email flicker နဲ့တော့မဆော့ဘာလို့ purify နဲ့ဆော့လဲဆိုတော့ဒီ barra flicker နဲ့ငုံသွားမှာဆိုပြ brother နော်ဒီ barra flicker နဲ့ငုံလိုက်နည်းနည်းတော့အနေများတယ်ဟုတ်တယ် haji ကို spare ကုန်ပေးပြီးလောက်တာသိပြီလားနားတော့မသိဘူးထင်တယ်နော် Fin တော့ငုံထားရဆိုမှမသိဘူးဟေး Fin oh my god ပြန်ချုပ်တယ် Valorant Vassana ကုံမူကြီးอ่ะ brother တို့တအားကောင်းနေမလားလို့ကုံမူကြီးတအားလှနေလားလို့နော်လိန်ကတော့ဟိုကောင်ပဲစားရမှာတယ်နားပဲစားရမှာနော်နားတုတ်တော်တယ်ဟိုကောင် Esmeralda တုတ်တော်တယ်သူပဲ crease စားရမှာတော်လေးတော့အဆင်ပြေနေနော်တော်လေးတော့အဆင်ပြေနေဒီ VDR ဘက်ကတော်လေးအဆင်ပြေနေပါတော့နော်ဒီပွဲလဲ VDR ပဲထင်တာပဲနော်ဒီ Eudora ပေကြီးကပစ်တာပစ်နေကြကျွန်တော်တော့မကြိုက်ဘူး Eudora ကြီးအဲ့လောက်ကြီးမကြိုက်ဘူးfirst BD တန်လဲလို့မထင်ဘူးဗျာဒီလားအဲ့လောက်ကြီးတန်လို့လားပြောတော့မပြောတယ်ဘူးဗျမတန်ဘူးထင်တာကျွန်တော်ထင်တော့ Okay တက်တယ်ရောစကင်ထားရဆိုမယ် Fin မှာ flicker ရောအဲ့ဒီရောမရှိဘူးနော် flicker ပဲရှိရဒါပေမဲ့ Fin အဲ့လိုမတက်ရက်နေတွေ့လားကားလဲသူလဲ objective လောက်ရနေနဲ့ခတ်တယ်နော်သိမလို့ရဲဘူးသူလဲ Okay တက်တယ်ကတော့ဟိုဟာပဲကန်ခိုင်းထားရတယ်နော်ချားလူဝေပဲကန်ခိုင်းထားရတယ် Flatty တက်တယ်ဆွဲပေးထားရတယ်အလဲချုံအုံးဝင်ယူထားရတယ်အုံးဝင် flicker နဲ့စတော့မလားအုံးဝင် flicker နဲ့လောက်တော့မှထင်တယ်အုံးဝင်လောက်တော့အုံးဝင် flicker နဲ့မလို့ထွက်ပြေးရနော် spare ရင်တောင်းတယ်နော်ကောင်းတော့ကောင်းတယ်ဒီမဲ့အဲ့ရုပ်ကြီးချကြီးပြစ်တာတကယ်ကန်ဆာပဲလို့assassin jungle တွေဆိုတော့သူတို့တက်တယ်ကိုအရင်မဖို့ဘူးနော်သူတို့ဘတ်တွေပါပြန်စားရတယ် family လေးပါလေးပြန်ယူရနော်ဒီတက်တယ်ကိုတော့ဒီ EHP လိန်နာတွေတန့်တွေကိုပဲဆွဲခိုင်းတာEman ပေးမဆွဲဘူးနော် Eman ဆွဲရင်ပြစ်တယ် Okay တက်တယ်ကလောက်တော့မှထင်တယ် Valorant AD နဲ့ဆိုတော့ကျွန်တော်ထင်တော့ဒီတက်တယ်ကတော့ဟိုပါပဲရမှာ vitality ပဲရမှာဒီ Valorant AD ရှိနေအော်ရောအုံးဝင်ယူနေပြီတက်တယ်ပြန်ထုတ်လိုက်ပြီအုံးဝင်ရင်တက်မှာအုံးဝင်ရင်တက် Oh my god AD တော့မလို့ဘူးနား AD တော့မလို့ဘူးဒါပေမဲ့ ဘတ်တွေပါဝင်တိုက်နေပြီမရဘူးလို့ကမနိုင်ဘူးကျွန်တော်ပြောပါတယ် vitality ပဲနိုင်မှာလို့မရဘူးဘတ်ပါမရတော့ fan ကြီးကအဲ့မလေးစားပေကြီးကတော်တော်အယုံနောက်နေလို့ပဲ Brody ကလည်းကောင်းကောင်းပစ်လို့မရဘူးဗျာနော်အော်ရော Valorant ချုပ်တယ် Oh my god အဲ့ Valorant Vassana ကိုမူကြီးကတကယ်ဂျိုးစင်ကြီးလို့ပြောတော့နော်အဲ့မနေ့ပြန်လဲကျွန်တော်တို့
ဒီ YG ပွဲလဲအဲ့ဒါသတိထားမှာနော်ဒီ Valerie နဲ့ Vexana တို့ Valerie Udor တို့အဲ့ကုံမိုးကြီးတော်တော်စားရလို့ချုပ်ခံရရင်တော့အဲ့ချုပ်ခံရကောင်အသေးပဲပိုင်ကျွေးရပြကြည့်အောင် Vexana ကြီးကျန်းလာပြီလားလို့မရတော့ဒီ Fanny ကတော့ဇလန်ပြီးသွားပြီ guys hero လေးပဲဆော့လိုက်အောင်တင်တယ်နော်ဒီ Fanny ကအဲ့လောက်ကြီးဘာမှတိတ်လုံးလို့မရအောင် hero လေးဆော့လိုက်တာပဲပိုကောင်းပါတယ်Fanny အခုချိန်ဆိုပွင့်လင်းလို့လင်းတော့မနိုင်တော့တော့အပိုင်းဝင်ဟုတ်တယ် F5 ပြန်ပြတာ flag အကောင်သေးလေးဖြစ်နေပြီနော်။နှစ်ကြောက်တွေရိုက်ခံတာတော့အကောင်သေးလေးဖြစ်နေပြီ။ flag ဘိုင်ရန်ထည့်တာတော့မသိဘူး။နည်းနည်းပြော့နေလို့ပဲသူပါရဲကြီး။အဲ့လောက်ပဲလားမသိပါဘူး။ဖြတ်တော့မှတကောင်ဖြတ်တော့မှကြည့်နေပါတော့တကောင်ဖြတ်တော့မှမ။အောက်မှာဗက်ဆာနာကကျဲတော့မှလင်းနဲ့ Fanny နဲ့တွေ့လာ guys လင်းကမနိုင်တော့ဘူး။ email ကိုကတ်ထားတယ် email no ပြူပြီလား။ email ပြန်တွန်းနေတာ။အုံးကကတ်တာကိုအဲ့ဒီနဲ့ပြန်တွန်းနေအဲ့ဒါကြီးတော်တော်စား။အော်ရောဗက်ဆာနာကျဲထားတယ် Brody ကိုကျဲလိုက်ပြီ။ Fanny လည်းဇလန်းသိမ်းသွားပြီထင်တာပဲ guys ။ဟုတ်တယ် now oh my god အာရသွားပြီ guys ဖိလစ်ပိန်းတွေပြီးသွားရင်နော်ဖိလစ်ပိန်းတွေဒီ E2C တော့ပြီးသွားရင်မရတော့ TFA ကို Falcon လက်သွားပြီ bro Vitality နဲ့ဟွာဝဲကြည့်ရမှာ Vitality နဲ့ Aura Turkey ပဲကြည့်ရမှာတဲ့နော်အဲ့နှစ်သိန်းကပွင့်လင်းပြောမယ်ဆိုတော့ကျွန်တော်ကြည့်ရတဲ့မှာတော်တော် strong တဲ့ထဲမှာပါတယ်ဗျ Vitality ရယ်ဟွာရယ်ဒီ Aura ရယ်နော်အဲ့နှစ်သိန်းကတော်တော်လေးဒီ Meta ကိုတော်တော်လေးဘယ်လိုပြောမလဲဆိုတော့ Meta ကိုတော်တော်လေးစောင့်နိုင်တယ်လို့ပြောမယ်နော်ဒီဘာမို့လဲဆိုတော့မဆိုဘာမို့လဲတော်တော်မိုက်တယ်နော် YG ကတော့မနေ့ပြန်စောင့်ကြည့်အောင်မယ်နော် YG အချိန်ကြီးချက်ကြည့်အောင်မယ်မနေ့ပြန်ကြ Pro Esport နဲ့မရတော့ guys Fanny ကတော့နိုင်လို့နိုင်လို့မမျောလင်းနဲ့လင်းကိုနိုင်မှုမမျောလင်းနဲ့ Iman လည်း 8.2k နော်ဟို Brody နဲ့ဟိုနောက်2000กว่าနေပြတ်နေဟာရSuper Marco ဘလို့ကြီးလဲ Super Marco Oh my god ဟုတ်တယ် sorry ဟာဂျီရှိလို့ဟုတ်တယ် guys ဖိလစ်ပိန်းတွေပြန်ရှင်းနေပြီI was wrong guys ကျွန်တော်ပြောလိုက်ရင်စောက်တော်လေးတွေ now လုတ်ပါအောင် now please now carry bill now ကြံသေးရ now အဲ့လိုကြီးမောမတက်ရက်နေလားတော့ထိုးပြီးသွားတာယူတော့တော့ထိုးပြီးသွားဟုတ်တယ်နော်သူ email purify မရှိတဲ့အချိန်မှာသူတို့မြန်အဲ့လိုလောက်ကောင်းတော့ကောင်းပါယူတော့ flicker နဲ့ brody နဲ့နောက်အောင်ပေါင်းတော့ရတယ်စင်တော့ပြေ okay ဒါပေမဲ့လင်းတော့ကြံသေးရဆိုတော့သူတို့ဒီ objective တော့ယူဖို့နဲ့ခက်လိုက်မယ်နော်ရှိုကန်ကလည်းအရှိမမတောင်းနဲ့ပြပေးထားရဆိုတော့ယူကခက်လိုက်မယ်နား retailer ပေါင်းပါပဲသူကတော့ now ပဲရမှာကျွန်တော်ပြောမယုံကြည့်နေ now ပဲရမှာကြည့်နေ guys fuck me man အာကြီးရော short လိုက်နော် flat လည်းသိလိုက်တော့ flat short လိုက်တော့ flat short လိုက်တော့ flat Esmeralda ရမာလိုက်လားဘာရကအဲ့လိုငုံဝင်သွားပြီပြောတော့ငုံဝင်ကျန်တဲ့ကောင်တွေဝိုင်းထူတော့ Oh my god ဘလို့ကြီးသေးသွားတော့ Super Marco Oh my god guys ကျွန်တော်မားဝိုင်းဒီပွဲမပြီးသေးဘူးလေစာဝင်းချန်ပြီးသွားပြီဆိုလွယ်မလွယ်တော့နော်Okay လောရပြန်ရအောင်ဆိုတော့ဆိုလို့မစိုးနော် Falcon ဘက်ကပြန်ပြီးတော့ pressure ပေးလို့ရနေပြီတော့စိတ်ပေါ်ဒီ email ပဲနော် email ကိုရှင်းလို့ဟုတ်တယ်အောင်က battery ပြန်ပေါက်နေပြီ battery လူသွားပြီ nice ဘာလို့ကျွန်တော်ပြောလဲအမြဲအဲ့လိုတလွဲဖြစ်နေရလဲကျွန်တော်ဒီသင်းနိုင်ပဲလို့ပြောတာဒီသင်းရုပ်ရည်ထရှုံးbon ကျွန်တော်ပြောတာအကုန်စန့်ကျင်ပဲပြီလို့နော်ကျွန်တော်ဒီသင်းနိုင်မယ်ဆိုဒီသင်းရှုံးမယ်လို့မှတ်ထားရတယ်ဒီသင်းရှုံးမယ်ဆိုဒီသင်းဟိုဘက်သင်းကနိုင်မယ်နော်အဲ့လိုပဲမှတ်ထားရတယ်ဟုတ်လားအဲ့လိုလေးပဲမှတ်ထားရတော့ guys အဲ့ဒါတော့အကောင်းဆုံးပဲဖြစ်မယ်တဲ့ကိုယ်လည်း feature တွေကျွန်တော်တို့2-1မှန်ထားဆိုတော့အဲ့အုံးဝယ်ဘာကြီးကို flame တိုင်းနဲ့ what the fuck လိုက်ဖော်တော့ဖြစ်နေဝင်တော့မလေးစာပြစ်လို့တန်းသေးပါအောင်မယ်စင်ပြပါမလား flame တိုင်းရဲ့အချက်ကြည့်အောင်နော်ဒီ interaction ကကျွန်တော်တော်တော်လေးသဘောကျဘယ်လိုလဲဆိုတော့အဲ့အကိုင်းအဒီတော့ရဲ့မလေးစာကြီးကမလေးစာအဒီနဲ့ပြန်တွန်းတယ်အဲ့လိုကြီးလုပ်လို့ရမယ်ကျွန်တော်သိတော့မသိလိုက်ဘူးစားတော့စားရင်တော့အဲ့လို Beyblade နှစ်ခုတိုက်နေလို့မျိုးဖြစ်တယ် Okay Super Marco က network ပြန်ညီသွားပြီနော်ဟိုဟာနဲ့
email နဲ့ network ပြန်ညီသွားပြီဆိုတော့တစ်ချက်ကြည့်အောင်ကျွန်တော်ဒီ link တွေ BOD ထည့်နေကြလို့တာရင်းတော့မစိုးပါဘူးကျွန်တော် endless battle နည်းနည်းပူသဘောကျတယ် endless battle true damage ပါလို့ကျွန်တော် true damage ပါကြိုက်တယ်ပြင်သွေးလိုက်တတ်တယ်ကျွန်တော် endless battle ပူကြိုက်တယ်ဟုတ်တယ် fin ဟုတ်တယ် buff ကနားပဲရောက်သွား Moreno no ဟုတ်တယ် Moreno မပတ်နေဘူးနော်သူ spray မပြစ်ချလိုက်ဘူး nice โอเคအပေါ်လင်းကိုတော့ link ရသွားကြောင်းတော့မတင်နော်လို့ပေါအောင်သား link versus fanny ကြည့်ကျင်လို့အိမ် match up လေး link versus fanny လေးကြည့်ကျင်လို့ link versus fanny ကြည့်ရတော့မှာ guys အပေါ်မှာ link versus fanny link versus fanny ဆိုတော့ link ပဲနိုင်မှာထင်နော် sorry fanny ပဲနိုင်မှာထင်တယ်ပြောပြောတော့ပြောတယ်ကျွန်တော်လည်းချက်ကြည့်မှရမယ်အော်ပြီလာပြီတားရို fanny versus link အားရမချဘူးอ่ะထွက်ပြေးသွားတယ် fuck ကွာချရတာငါကြည့်ရင်လို့လုပ်ပါ assassin by 1ကြည့်ရင်လို့ချရတာယူချရပြန်ချသွားနားပြန်သွားချနားပြန်သွားငါကြည့်ရင်လို့လုပ်ပါ assassin by 1ချကြည့်ရင်ဟုတ်တယ် email တော့ loss ကိုင်းနေပြီเนาะဒီ loss ဘယ်လိုလုပ်မလဲ force မှာဟလား force မယ်တော့မထင်ဘူးเนาะသူတို့ buff တွေပါပြန်စောင်းအောင်ပါ link ကလည်း blue buff မရှိဘူးအားရနားတယ် email ပြစ်တာကြီးอ่ะနော် flag ကဘယ်လိုနေရာကြီးမှာလမ်းရှောင်းနေ what the fuck ဟုတ်တယ် now item ပြည့်သွားပြီဟလား guide DC အပေါ်လိန်သွားကြောင်းဝင် guide DC လိန်တောင်းလုပ်ပြီးအုံးငွယ်အိမ်ပြန်သွားပြီ flag ကိုခဏ loss ဆွဲခိုင်းရမှာတယ်နော် loss တော့ guide နေပြီ email တော့ guide နေပြီ loss တော့နားအိမ်ပြန်နေနော် loss ကမလုပ်သေးဘူးသူတို့အပေါ်လိန်ကို link ကပြန်ကြောင်းဝင်တယ်နော် link ကတော့ကြောင်းဝေးရပြဘာလို့ဆိုသူကချက်ချင်းတန်းလာလို့ရတယ် oh ရလာပြီတာယူ link versus fanny လာပြီတာယူ link versus fanny အော်မန် like play သွားနေလိုက်တာဝါကဲ Eudora ပြောက်နေရလေတော့ဒီထားမှရမယ်နော် Eudora ခိုးကန်းပါသလိုကဲဟုတ်တယ် Eudora နဲ့ Brody ကသွားပြီခိုးကန်းတော့အဲ့မှာသွားပြီနားမောင်းပါတေးမှာ Eudora လာပြီဘိုင်ဝဲမဟုတ်ဘူးလေတာကြီးတို့မင်းတို့ဘိုင်ဝဲပဲချကြတယ်ဘာလို့အဲ့လိုကြီးခေါ်နေရတယ်အများကြီးတော့ကွာဟဲ့ flat ကခုနမောင်းသွားပြီသူပြောင်းပြန်ခုံလိုက်တာ flat မောင်းသွားပြီသူပြောင်းပြန်ခုံလိုက်တာflag ကသူပြောင်းပြန်ခုံလိုက်တာသူကျွန်တော်တို့ထွက်ပြေးမလို့ထင်တယ်ဟိုဘက်ကြီးမောင်းခုံပြီးပါပြစ်တပါလောလုံးလို့မရတော့ဘူးနော်โอเคနောက်ခါတော့ကျွန်တော်ထင်တော့ Vitality ဘက်ကအကောင်းဆုံးတော့ဒီ lawful လိုက်ရပဲအကောင်းဆုံးဖြစ်မှာတယ်နော်ဒီမှာသွားချရင်ဒီ Eudora တွေပါရပျောက်နေဘလို့ခိုးကန်းပြဒီ Vitality ဘက်မှာကျတော့အဲ့လိုလုတ်ပေးလို့ရတဲ့အကောင်တစ်ခေါင်းမှမပေါ့ Vaxana တော့ရှိတယ်ဒါပေမဲ့ Vaxana ကြီးကနည်းနည်းတော့လောက်ကြီးမဟုတ်တော့ဘူးထင်တယ် Eudora နဲ့မတူဘူးပြ Eudora spare ကြီးတိကျတယ်တူးသုံးလိုက်ရင်အထိမှာလင်းအဲ့ဒီနဲ့မ immune လောက်သွားအထိမှာပဲလားလောစကိုင်းပြီနော်လောစကိုင်းဆိုတော့နားပြန်လာပြီလောပဲလို့မလဲအောင်အောင်ပြစ်တာနားတယ်ဟုတ်တယ်လောက်ပြဟုတ်တယ်လောကသွားပြီ guys လောကပေးရမှာထင်တယ်ကောင်း sure Supermago flicker အဲ့ဒီ oh good discipline เนาะသူတို့လော့ပဲဆောင်းတော့မှာကျွန်တော်ထင်တယ်ဒီဘွဲ2စီးပဲထင်တယ်ဘာသာ2စီးပဲဖြစ်မယ်ဒီဘွဲကတော့ Then now brother ရာ2စီးလိုက်တော့တာယူလောက်ပါငါအိတ်ရှင်နေပြီ2စီးလိုက်တော့တာယူရေဟုတ်တယ်ရောင်စားသွားပြီသားတို့ရေနားစားသွားပြီ flag ကိုပြလာပါတော့ तू အဒီနဲ့လောက်တော့1နဲ့ရှောင်းလိုက်တာပြောရင်းဆိုရင်တေသွားပြီတော်ပြီကွာပါဇက်ပဲပိတ်နေလိုက်တော့မယ်နော်အဲ့ကောင်ကောင်းတယ်လို့ပြောလိုက်တာတို့ဒီမှာဒီသင်းကကျန်းနေလို့ပြောလိုက်တယ်ဆိုအဲ့ဒါတခု something fuck up ဖြစ်သွားအမြဲတမ်းဟုတ်တယ် oh my god Finn what the fuck ပြီးသွားရှင်နေဟုတ်တယ်2စီစာရကောင်းတယ်သားရကောင်းတယ်အမြဲအဲ့လိုရတယ် nice ကောင်းတယ်ဗျာဖိလစ်ပင်းသင်းတွေအကုန် lower bracket ရောက်သွား
မပြီးသေးဘူးလုံသေးတယ်ဟိုအီမန်မရမော်ရီနိုအမ်ပြီလေမော်ရီနိုလုတ်ပေးအောင်သားမင်းအယုတ်ကြီးခေါ်ရတော့ဒါမင်းအယုတ်ကြီးခေါ်ရတော့သားမင်းအယုတ်ကြီးခေါ်ရတော့1နဲ့ stand ပေးမယ်ဟာလားမော်ရီနို1နဲ့1ပြစ်ပေးမော်ရီနိုအီမန်ဝင်းချမ်းဖွင့်လိုက်ပြီမရတော့ဘူးအီမန်တာဝါပြစ်ပေးအောင်အီမန် no Owen what the fuck let me sleep man ရတော့ပြီးပါတယ်ကောင်းတယ်ဗျာ2-0เนาะ nice ကျွန်တော်မှန်းထားတဲ့အတိုင်းပဲเนาะ Vitality နိုင်မယ်လို့ကျွန်တော်မှန်းထားတယ် Vitality နိုင်ပါ nice okay မနေ့ကမှပြန်တွေ့ကြအောင်เนาะမနေ့ကကျရင်ကျွန်တော် Pro Esports နဲ့ YG ပွဲ reaction လေးတင်ပေးမယ်